နိုင်ငံတစ်ခွင်မှာထင်ရှားမင်းသာအကျော်မော်ပဲငယ်ရွယ်သူတွေရင်ထဲမင်းကလေးများအသက်ဝဲနေတဖူလို့ပဲသူပဲမင်းမှုခဲ့ပါရဲ့ဒါတွေပုံမြင်တဲ့ဘောလားမင်းများရမလောက်ပဲအခြေအနေတွေဟာကွာချမို့နဲ့မြေလိုပဲလူတွေမြင်မဲ့ခေဟောင်းမင်းသားကြီးတယောက်လေဖြူဆိုင်တွေတောက်ပြီးလမ်းပေါ်ရှောက်နေတယ်ကြောက်ကြစဉ်သူနာရှိတဲ့အပေါ်ဟောတွေမရှိတော့ဆောင်ရောက်ခွင့်ရများအောင်ပေးခြင်းသူမရှိတော့နာမည်လေးတလုံးလည်းမေ့ကောင်းနေကြတော့အောင်မြင်သူကိုနိုင်တော့လောကရတရားပဲနော်ရှာဖွေဘဝရဲ့ဒိဗေတွေကြောက်ကြစဉ်သူနာရှိတဲ့အပေါ်ပေါ်တွေမရှိတော့ဆောင်ရောက်ခွင့်ရများအောင်ပေးခြင်းသူမရှိတော့နာမည်လေးတလုံးလည်းမေ့ကောင်းနေကြပါအောင်မြင်သူကိုနိုင်တော့လောကရန်တရားပဲနော်ကြောက်ကြတဲ့သူနာရှိတဲ့အဖို့တွေဟာမရှိတော့အစောရောက်ခွင့်ရများအောင်ပေးခြင်းသူမရှိတော့နောင်နဲ့လေးတလုံးလည်းမေ့ကောင်းနေကြပါအောင်မြင်သူကိုနိုင်တော့လောကရန်တရားပဲနော်ကြောက်ကြတဲ့သူနာရှိတဲ့အပေါ်ပေါ်တွေမရှိတော့ဆောင်ရောက်အခွင့်အရေးများအောင်ပေးခြင်းသူမရှိတော့နာမည်လေးတလုံးလည်းမင်းကောင်းနေကြဖို့အောင်မြင်သူကိုနိုင်တော့လောကရန်တရားပဲနော်အောင်မြင်သူကိုနိုင်ယူသွားတဲ့လောကရန်နော်အောင်မြင်သူကိုနိုင်သွားလောကရန်တရားပဲနော်လေပင်ညင်ညာမျောလင်းသွားတဲ့လရောင်တန်းရဲ့တတိသားကိုအနန္တရတိုင်းပရဝုံကြီးအာယုံဖြန်းလို့စိတ်တွေရွယ်လွင်လိုက်ရှာနေရင်ကျဲတွေကြမှာရင်ရင်လေးနဲ့လာတဲ့မင်းကိုမျောလင်းမထားပဲပြေးလိုက်တယ်လူညံနေရထဝရလင်း
ရင်ကောင်းစီချက်ရစ်ချုံလွမ်းမဲ့သခင်မထံဝတ်တော်မြေဆောင်မူဒီတီပန်းစင်ပွဲလို့ညုံငင်လွမ်းခြင်းဆွေတီနေတိုင်တဲ့သစ္စာချွေတော်နာရောက်ကျူးရင်လိုက်တဲ့အာကာတပေါင်းအထိပြန်လင်းစေရင်ကျဲအင်းရီထဲဝါခြင်းရဲ့ဂုံတည်း